ကြားပြီးတော့လားထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာမိတ်ဆွေတွေအတွက်အကျိုးရှိစေမယ့်ပညာပေးအစီအစဉ်တစ်ခုစင်မီတန်အစီအစဉ်နေတယ်တဲ့ Oh my god ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာမိတ်ဆွေတွေအတွက်အကျိုးရှိစေမယ့်ပညာပေးအစီအစဉ်လေးတစ်ခုစင်မီတန်စီစဉ်ထားပါတယ်ဒီအစီအစဉ်လေးမှာဘာအကြောင်းတွေကိုမျှဝေပေးသွားမှာလဲဆိုလို့ရှိရင်တော့ထိုင်းမှာပကတ်စကွန်လို့ခေါ်တဲ့လူမှုဖူလုံရေးအကြောင်းကိုယ့်ရဲ့အခွင့်အရေးများအကြောင်းငွေကြေးကိုဘယ်လိုစီမံခန့်ခွဲရမလဲစတဲ့အကြောင်းတွေကိုအခမဲ့လေ့လာခွင့်ရမှာဖြစ်ပါတယ်။ဥပမာဆိုရင်တရားထိုင်းနိုင်ငံမှာတရားဝင်လုပ်နေပြီးတော့လူမှုဖူလုံရေးတဲ့ဝင်ထားရဆိုလို့ရှိရင်အကျိုးခံစားခွင့်9ခုရှိပါတယ်။ဘာတွေလဲဆိုလို့ရှိရင်နာမကျန်းထိခိုက်ဒဏ်ရာရခြင်း၊မွေးဖွားခြင်း၊မတန်ဆွမ်းခြင်း၊သေဆုံးခြင်း၊အသက်ကြီးပင်စင်၊ကလေးထောက်ပံ့ခြင်း၊အလုပ်လက်မဲ့အထောက်အပံ့စတဲ့အရာတွေကိုအသေးစိတ်လေ့လာရမှာဖြစ်ပါတယ်။ဒါအပြင်ငွေကြေးနဲ့ပတ်သက်တဲ့အသုံးဝင်တဲ့အသိပညာရေးဖြစ်တဲ့ငွေပို့နည်းဝင်ငွေထွက်ငွေစီမံသုံးစွဲနည်းငွေစုနည်းစတဲ့အရာတွေကိုလည်းအသေးစိတ်လေ့လာရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့လူမှုဖူလုံခွင့်အကြောင်းတွေကိုနားမလည်ဘူးငွေရလည်းရှာတလောက်မစုမိဘူးဆိုလို့ရှိရင်တော့ဒီ season လေးကတင့်အတွက်အကျိုးရှိမှာမလို့စင်မီတန်ကကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့စင်မီတန်စမှုပရာကန်ပလက်စာရုံးမှာ February လ22ရက်နေ့ကနေစပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတနေ့ကို2ချိန်မနက်12နာရီတစ်ချိန်နေ့လယ်3နာရီတစ်ချိန်ညဝယ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အချိန်2ချိန်ရှိတဲ့အတွက်ကြောင့်မလို့ကိုနဲ့အဆင်ပြေတဲ့အချိန်မှာလာပြီးတော့နားထောင်လို့ရပါတယ်မုန်းနဲ့အေးလည်းကြွေးအောင်ပါနော်လူရဲ့အကန့်အသတ်ရှိတာမို့လို့အားလုံးပဲမြင်မြန်လေးစင်းသွေးကြဖို့အတွက်စီစီကအကြံပေးချင်ပါတယ်စင်းပေးမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးတော့စင်းပေးလို့ရပါတယ်ကဲတနင်္ဂနွေနေ့မှာစင်မီတန်ဆိုးဘရာကန်ပလက်စာရုံးမှာတွေ့ကြမယ်နော်တတား